မင်္ဂလာပါကုန်ကြလေးတွေစိတ်ဝင်စားနေတဲ့လူတွေအတွက်ပါမနေ့ကတော့ကျွန်တော်အကျန်းငယ်မှာအခန်းဖွဲ့လေးဘယ်လိုဖွဲ့လို့ရတယ်ဆိုရဲအိမ်လေးတစ်လုံးကိုကျွန်တော်ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးလိုက်တယ်ပေါ့နော်အဲ့မှာ comment ကနေပြီးတော့ဘယ်လောက်ကြလဲအကျန်းရောချောဆိုဘယ်လောက်လဲအကျန်းငယ်ကဘယ်လောက်လဲဆိုပြီးတော့မေးထားတဲ့မေးခွန်းလေးတွေ့ရတယ်ကျွန်တော်အဲ့မေးခွန်းလေးတွေကိုဒီနေ့ရှင်းပြပေးခြင်းတာပဲပေါ့နော်အဲ့အရာလေးရှင်းပြမယ်မနေ့ကတော့ကျွန်တော်တင်လိုက်တဲ့အဆောက်အဦလေးကဒါလေးပေါ့နော်ဒီကောင်လေးပေါ့ဒီကောင်လေးက34ပေပတ်လည်မှာနှစ်ထပ်ခွဲဆောက်တဲ့အဆောက်အဦလေးပေါ့နော်ဒါမျိုးလေးပေါ့နှစ်ထပ်ခွဲဆောက်တာတကယ်ဦးကအဆောက်အဦလေးပေါ့အကောင်လေးကိုကျွန်တော်အကျန်းငယ်ပြီးသွားတော့ကြတော့အကျန်းငယ်ဗီဒီယိုလေးရိုက်ပြီးတော့တင်လိုက်တာအဲ့မှာ comment လေးမှန်းကြတာလေးတွေ့ရပေါ့နော်ဘယ်တော့ကုန်လဲဆိုမှန်းကြတာလေးရှိတော့ကျွန်တော်ကရှင်းပြချင်တာပေါ့နော်အဲ့ကောင်ကအခု၄ငယ်ဆိုရင်ပေါ့နော် update အခု၄ငယ်ဆိုရင်34ပေပတ်လေနှစ်ခက်ကိုလေးကမိုးပါတယ်2920ကောက်ကြရပေါ့နော်2920ကောက်ကြရကျွန်တော်တို့ RC နဲ့ပေါ့နော်2920ကောက်ကြရပြီးရင်အချောရယ်ကျွန်တော်အခုအကျန်းငယ်ပြီးတော့ကျွန်တော်အချောရယ်ဈေးတွက်တယ်ပေါ့နော်အချောရယ်ဈေးတွက်တဲ့အခါမှာကျွန်တော်တို့အချောရယ်မှာပါဝင်တဲ့ပစ္စည်းတွေလိုအားကအကုန်လုံးတွက်လိုက်တဲ့အချိန်မှာ1920ကောက်ကြရ2000ဝန်းကျင်ဟိုကောင်က3000ဝန်းကျင်ဒီကောင်2000ဝန်းကျင်ဆိုတော့ PC 3000ဝန်းကျင်တော့ကြာပါမယ်ကဘောလို့ပြောလို့ရတယ်ပေါ့နော်သူကဒီ3000ဝန်းကျင်ဆိုရင်အခုဒါ update လေးကိုပြောလို့ရတယ်ဒီ3000ဝန်းကျင်မှာဒီလိုအဆောက်အဦလေးရပါမယ်ခင်ဗျာဒါလေးပေါ့နော်ဒါလေးကနှစ်ထပ်ခွဲလေးဒါမျိုးလေးပေါ့နော်နှစ်ထပ်ခွဲလေးရှေ့ဒီဇိုင်းလေးရတယ်ကျွန်တော်ဒါကတော့ဒီဇိုင်းကအေရှန်လေးကမိုးထည့်ခြင်းနဲ့ဆိုလို့ကျွန်တော်ငကိုယ်လုံးကဒီကမိုးမပါတဲ့ဒီဇိုင်းနဲ့အဲ့ဆောက်လေးကစပြီးတော့တည်ခဲ့တာပေါ့နော်ဒါပေမဲ့အင်ရှင်ကနောက်ဆုံးမှာဒီကမိုးလေးပါထည့်ခြင်းနဲ့ဆိုတာနဲ့ဒီဇိုင်းကိုပါအစားဆုံးကျွန်တော်ပြင်ဆွဲပြီးတော့လုပ်တာပေါ့ကျွန်တော်တို့စီမှာအိမ်ဆောက်တယ်ဆိုရင်မိတ်ဆွေတို့အိမ်ကိုဒီဇိုင်းကိုခြံစည်းရိုးအထိကျွန်တော်တို့ကဒီဇိုင်းဆွဲပြီးတာဖြစ်ပါတယ်နောက်ဆုံးခြံစည်းရိုးခောက်တကားကြီးကျွန်တော်တို့စီကဒီဇိုင်နာတွေကဒီဇိုင်းကိုတေချာဆွဲပြီးတော့မှအိမ်နဲ့ light ဖက်တဲ့လုံးဝဒီအိမ်နဲ့ဒီအဆောက်အဦမှာပါဝင်တဲ့အစိပ်ပိုင်းအားလုံးက harmony ဖြစ်ပြီးတော့ light ဖက်ညီတဲ့အဆောက်အဦလေးတစ်ခုကိုကျွန်တော်တို့တိစောက်ပေးတာဖြစ်ပါတယ်ခင်ဗျာဘယ်အစိပ်ပိုင်းမှာပဲဖြစ်ဖြစ်ဒီဇိုင်းကအမြဲတမ်းတောက်လျှောက် follow လိုက်ပြီးအိမ်ရှင်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်ခင်ဗျာတခြားသိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်အခုဒီအိမ်လေးကတော့ကျွန်တော်ဆုံးကပြောလို့ဆိုရင်3500ဝန်းကျင်ကအကျန်းချောအကုန်ပြီးသွားပါလိမ့်မယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ